ဘုံလေးထဲမှာထည့်ထားမယ်ထည့်ထားပြီးတော့ဒီနေ့တုတ်စားမယ်ဆိုတော့တုတ်စားမယ်နေ့မှာကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးပြန်ပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြန်ဆက်ထည့်ခါးရည်ပြောက်ဆေးပြီးစစ်ထားတယ်ဟွာနေအောင်လည်းမဟုတ်ဘူးပေါ့နော်ဟိုတုတ်လေးဆင်ပြေနိုင်မဲ့ဟိုပါပေါ့လိုကောင်းလာဘူးစားလို့ကောင်းတော့ပဲအနေထားလေးကြီးပေါ့နော်လုံချန်ခွက်လေးထောင်းမယ်ပေါ့နော်အဲ့လိုခုနကပေါ့နော်ရုပ်စုံလေးထည့်ပြီးလုံချန်ခွက်လေးထောင်းပြီးတဲ့အခါအာလူချက်ခုကကျွန်တော်ပြုတ်ပြီးသွားပြီပြုတ်ပြီးသွားတဲ့အတွက်ဘာလုပ်မလဲဆိုစားချုံချုံထည့်မယ်စီဂျယ်လေးလည်းချက်တော်လေးချက်တော်လေးဒီလိုချက်မယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့အားလုံးစားလို့ရနိုင်တဲ့မန္တလေးဘူးတုတ်တစ်မျိုးရသွားပြီပေါ့နော်အားလုံးပဲစားကြပါအောင်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့အတွက်ဟင်းကောင်းတော့မလို့ဘူးဒီကောင်နဲ့ထမင်းဘူးလေးချက်ပြီးတော့ထမင်းစီစံချက်ဦးကြော်လေးနဲ့မန္တလေးဘူးတုတ်လေးနဲ့ဆွဲမယ်ဗျာနော်